ကဲဆရာတို့တွေဆွေးနွေးမှုစတင်အောင်ဒီ question ကတော့2025 October November မှာမေးခဲ့တဲ့ paper 2တဲ့က question number 5ဖြစ်ပါတယ် Access character password character 6ခုပါတဲ့ password တစ်ခု is to be found ဆိုတော့ဖန်တီးကြမယ် from the following character အောက်ပါ character တွေရနေပြီးတော့ဆရာတို့တွေဖန်တီးကြမယ်စရုပ်ဖန်တီးရမယ့် character တွေမှာ letter တွေပါမယ် number တွေပါမယ် symbol တွေပါမယ် letter ဒီမှာ5ခုပါတယ် number က4ခုပါတယ် symbol က3ခုပါတယ်အဲ့တော့ total က12ခု each character can be used character တစ်ခုဆိုသုံးနိုင်တယ် at most once အများဆုံးတစ်ချိန်ပဲသုံးလို့ရမယ်တစ်ချိန်နဲ့ပို့သုံးလို့မရဘူး in any 6 character password character 6ခုပါတဲ့ password တွေမှာcharacter တစ်ခုကိုအများဆုံးသုံးလို့ရမယ် find the number of 6 character password character 6ခုပါတဲ့ password အရေအတွက်ရှာပါ that can be found ဖြစ်လာနိုင်မဲ့ if there are no further restriction အဲ့တော့ကန့်သတ်ချက်မထားဘူးကန့်သတ်ချက်မထားဘူးဆိုတာကဒီ 6 character password ဖန်တီးတဲ့အခါမှာletter ကိုအရှိမထားရမယ် letter အလယ်မှာထားရမယ်စသဖြင့် symbol ကိုတော့အနောက်မှာထားရမယ်စသဖြင့်အစီအစဉ်ပေါ့အစီအစဉ်ဘယ်လိုစီစဉ်ရမယ်ဆိုတော့ကန့်သတ်မှုတွေမပေးထားဘူးဆိုရင်ကျွန်တော်တို့ permutation formula ဓာတ်ရိုက်သုံးလို့ရတယ်။ permutation formula ကဘာလဲဆိုတော့ np r equal to n factorial ဒီမယ်ဒီ n နဲ့ r နှုတ်တယ် n minus r factorial နဲ့စာမယ်။အဲ့တော့ခုဒီပုဒ်စာမှာဆိုရင် total 12ခုရှိတဲ့အတွက်ကြောင့် n နေရာမှာထွဲအစားထိုးပေးရမယ်။အဲ့တော့စရုပ်ဖန်တီးရမှာက6 character password character 6ခုပါတာဆိုတော့ r time က6ဖြစ်မယ်။ဒါဆိုရင်စရုပ်12 factorial ကိုဒီမယ်12ရဲ့6ကိုနှုတ်တဲ့12 minus 6 factorial နဲ့စာမယ်။ဒါဆိုရင်စရုပ်12 factorial by 6 factorial ဖြစ်ပါမယ်။12 factorial က12အစမယ်1မှာဆုံးမယ်12 11 10 9 8 7 6 5 4 3 2 1 6 factorial 6ကစမယ်6 5 4 3 2 1ဒါ paper 2ဆိုတော့ calculator သုံးလို့မရအောင်ဒါကြောင့်မို့လို့လက်နဲ့ပဲချက်တိုက်အောင်အဲ့တော့654321နေ654321 cancel ဖြစ်သွားတဲ့အခါမှာကျတို့ကျန်တဲ့ဒီ12ကနေပြီးတော့70နှောက်လိုက်မယ်ဆိုတော့65280ရအောင်65280ရအောင်အဲ့ဒါကြောင့်ကျတို့တွေဒီ no restriction letter တွေဒီ symbol တွေဟုတ်လား letter တွေ symbol တွေ number တွေကိုဘယ်နေရာမှာထားရမယ်ဆိုတော့ကတ်တစ်ချက်မပေးခဲ့ဘူးဆိုရင် sorry ဒီဖန်တီးရမယ့် character 6ခုပါတဲ့ password ပေါင်းဒီ6,650,280အဲဒါကတော့ဆိုတော့နံပါတ် A နံပါတ် B find the number of 6 character password 6 character ပါတဲ့ password ကိုဖန်တီးပါလို့မေးထားပါတယ် that can be found in the password start password ဒီစရမယ် and အဆုံးသက်ကမှာ with a symbol တစ်ခုနဲ့ password ဒီစမယ် symbol တစ်ခုနဲ့ password ဆုံးခဲ့မယ်ဆိုရင်ဖြစ်လာနိုင်မဲ့ password အရေအတွက်ရှာဖို့မေးထားပါဒီမှာတော့ကန့်သတ်ချက်ပေးလာပြီအရင်နံပါတ် A မှာတော့ no restriction အစီအစဉ်ကိုအကန့်အသတ်မပေးတဲ့အတွက်ကြောင့် permutation formula ဓာတ်ရိုက်သုံးချလို့ရဒီမှာတော့ permutation formula တစ်ခုတည်းနဲ့ answer ထွက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာ restriction ကန့်သတ်ချက်ပေးထားတယ်ကန့်သတ်မှုပေးထားတယ်เนาะအဲ့တော့ symbol နဲ့ password စမယ် symbol နဲ့အဆုံးသတ်ပါအစဖန်တီးမှာက character 6ခုပါတဲ့ password အဲ့တော့1 2 3 4 5 6ဒီလို password character 6ခုပါတဲ့ password ဆိုဖန်တီးမယ်အဲ့တော့ဒီရှေ့ဆုံးကသူကဘာနဲ့စရမလဲဆိုတော့သူကရှေ့ဆုံးက character က symbol နဲ့စရမယ်နောက်ဆုံးကလည်း symbol နဲ့ပဲဆုံးသက်အောင် symbol ကတော့ပေးထားတာ3ခုပေးထားတယ်
3ပေးတယ်ဆိုတော့ပရမဆုံး character ဒီ sample 3ခုတည်းတစ်ခုဖြစ်သွားဒါကြောင့်မို့လို့သူက3ခုတည်းတစ်ခုဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်သူက choice ရွေးချယ်စရာ3ခုရှိတယ်နောက်ဆုံး character ကလည်း sample နဲ့ပဲဆုံးရမယ်sample နဲ့ပဲဆုံးရမယ်ဆိုတော့ပရမဆုံး character sample တစ်ခုရွေးယူသွားရဆိုတော့ရွေးစရာ sample က3ခုမှာ2ခုပဲကျန်တဲ့အတွက်ကြောင့်နောက်ဆုံး character က2 choice ဖြစ်သွားတယ်ဒါဆိုရင်ရှေ့ဆုံးမှာ character တစ်ခုရွေးယူသွားပြီနောက်ဆုံးမှာ character တစ်ခုရွေးယူသွားပြီဒါ2ခုရွေးယူသွားပြီเนาะဒီရှိတာက total 12ခုရှိတယ်12ခုမှာ2ခုရွေးယူသွားပြီဆိုတော့10ခုကျန်တယ်ဒါကြောင့်မို့လို့ second character က choice က10 choice ဖြစ်မယ်ကျန်တာတွေကတော့9 choice 8 choice 7 choice ဖြစ်မယ်ဒါတွေဆိုတော့ညှောက်ချလိုက်မယ်ဆိုရင် total password ဖြစ်လာနိုင်မယ် password စုစုပေါင်းအရေးအတွက်ရမယ်သူ့ရဲ့တန်ဖိုးကတော့ဆိုတော့အဲ့ဒါတွေညှောက်ချလိုက်မယ်ဆိုရင်30240ရမယ်30240ရမှာဖြစ်တယ်အဲ့တော့ sample နဲ့စပြီးတော့ sample နဲ့စုံတဲ့ password ကိုဖန်တီးမယ်ဆိုရင်ဖြစ်လာနိုင်မယ်အဲ့တော့ password ပေါင်း character 6ခုပါတဲ့ password ပေါင်းဒီ3240ရမှာဖြစ်ပါတယ်ဒါကတော့2025 အောက်တိုဘာနိုဝင်ဘာမှာမေးခဲ့တဲ့ paper 2 တွေက additional mathematics paper 2 ရဲ့ question number 5ဖြစ်ပါတယ်